ဂျပန်စာမှာရေးနည်းလေးမျိုးရှိပါတယ်။အဲ့ဒါတွေကတော့ရိုမာချီဟီရာဂနာကတာကနာခန်းချင်းဆိုပြီးလေးမျိုးရှိပါတယ်။ရိုမာချီကအင်္ဂလိပ်စလုံးပြင်ရေးသားရတဲ့ရေးသားပုံစံတစ်မျိုးဖြစ်ပါတယ်။ဥပမာအာအီဥအင်အိုအဲ့ဒီစကားလုံးနဲ့ဆိုရင်ရေးပုံရေးနည်းကအင်္ဂလိပ်လိုရေးတဲ့ဆိုပေမဲ့အတန်ထွက်ကတော့ဂျပန်လိုထွက်ရမှာပဲဖြစ်ပါတယ်။ဟီရာဂနာကတော့ဂျပန်မူရင်းစကားလုံးတွေပဲဖြစ်ပါတယ်။ဥပမာအာအီဥအဲအိုပေါ်ပြထားတဲ့စကားလုံးတွေကအတန်ထွက်ခြင်းတူပေမဲ့ရေးဝင်ရင်းနှီးခြင်းမတူကြပါဘူး။ခတာခနာကတော့မွေးစားစကားလုံးဖြစ်ပါတယ်။မွေးစားစကားလုံးဆိုတာမိမိကိုယ်ပိုင်စကားလုံးမဟုတ်ပဲတခြားစကားလုံးတွေကိုခေါ်ယူသုံးစွဲထားခြင်းဖြစ်ပါတယ်။ဥပမာအာအီဥအဲအိုအခုလိုပေါ်ပြထားတဲ့ရေးသားဒုတ်ချောင်းပုံစံနဲ့ရေးသားတွေကခတာခနာလို့ခေါ်ပါတယ်။ခန်းကြီးရေးသားမှာရုပ်စာရေးနည်းနဲ့စင်တူတာကြောင့်ခက်ပါတယ်။ဥပမာဝတာရှိအာမေမောဒီလိုစကားလုံးပုံစံတွေကိုခန်းကြီးလို့ခေါ်ပါတယ်။ခန်းကြီးက basic level မှာမသင်ရသေးပါဘူးเนาะဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျ